ဆိုတော့ခုခေတ်မှာကခက်ခဲပေါင်းစုံနဲ့လူတိုင်းလူရုံးကန်စူးစမ်းနေရတာပေါ့လေဒါပေမဲ့အချိန်ထဲမှာတေချာတော့ level ချင်းမတူကိုတန်ထွက်တာချင်းမတူကိုရနေတဲ့ resource support တွေချင်းမတူအားလုံးမင်္ဂလာပါဒီနေ့နောက်တဲ့ video နဲ့ကြိုဆိုပါတယ်ဒီနေ့တော့ခဲ့တဲ့ event တစ်ခုပေါ့လေတော့ခဲ့ event ဆိုတာကျွန်တော်လောက်ကပွဲဖြစ်တယ်ပြီးရင်အဲ့ရနေမှာကျွန်တော်စဉ်းစားမိရဲ့ reflection လေးနည်းနည်းsharing လုပ်ချင်တာပေါ့လေအဲ့တော့ပထမဆုံးအနေနဲ့ဒီနေ့သွားခဲ့တာကဒီအလောက်ကပွဲဆိုရင်တော့အလုပ်ကြောင်းလေးနည်းနည်းလက်ရှိအလုပ်ပေါ့လေလက်ရှိအလုပ်ကြောင်းနည်းနည်းပြပြမယ်ပြီးရင်ဒီပွဲအကြောင်းပြပြမယ်ပြီးရင်ကျွန်တော်အဲ့ဒီကနေတွေးမိတဲ့ဟာလေးကိုတစ်ချက်ပြန်ပြီးတော့ sharing လုပ်တာမျိုးပြီးတော့ reflection လုပ်တာမျိုးလုပ်ချင်တာပါလေဆိုတော့ပထမဆုံးကျွန်တော်လက်ရှိလောက်ကဘာလုပ်လဲဆိုတော့number of rate တော့ပဲပြောရမှာပေါ့လေ domestic violence shelter ပေါ့လေ domestic violence shelter ဆိုတာသူဘာလုပ်လဲဆိုတော့အကြမ်းများအဖြစ်ဒီ domestic violence အိမ်တွင်းအကြမ်းဖက်ခံရတဲ့မျိုးသမီးနဲ့သူတို့ရဲ့ကလေးတွေပေါ့လေဒီ family ကလေးတွေကိုသူတို့ကဒီ shelter မှာနေကြပေးတယ်ပြီးတော့ကလေးတွေအတွက်ကို shelter တဲမှာဒီ on site ဒီ school private school အသေးစားလေးရှိရပါမယ်။ဆိုတော့အမှကျွန်တော်က teaching assistant အနေနဲ့ internal ပုံစံမျိုးလုပ်တယ်ပြီးရင်ကျန်တဲ့သူတို့ office ရှိမှာနည်းနည်းခဏတချို့နိုင်တွေမှာထိုင်ပြီးတော့ဒီနည်းနည်းဖုန်းကန်ပေးတာတော့ဒီ donation တွေလာရင်နည်းနည်း manage လုပ်ပေးတာတော့ပါတော့ပေါ့လေ။ဆိုတော့အဲ့ဒါလေးလုပ်တယ်။ဆိုတော့ဒီနေ့ကျွန်တော်သွားခဲ့တာကသူတို့ annual barbecue လို့ပြောတာပေါ့လေ။ပြောအဓိကတော့ဒီလူရှင်တွေ family တွေဒီ staff တွေအားလုံးပြောမှဆိုမိတ်ဆွေစားပွဲလုပ်တယ်လို့မျိုးပေါ့လေစားရီပွဲတနေ့တစ်ခါလုပ်တဲ့အားပေါ့အဲ့ဒါကိုကျွန်တော်ဒီနေ့သွားတယ်ဒီအဓိကပြောချင်တာကဒီပွဲမှာပွဲရဲ့ season တိုင်းပဲဒီ shelter ကသူတို့ဒီ director တို့ရာကို sponsor ပေးတဲ့လူကြီးတွေကျွန်တော်ဒီ speech ပြောတယ်ပြီးရင်ဒီအစားတောက်တွေစားကြတယ်ပြီးတော့ representတယောက်အနေနဲ့ဒီ domestic violence မျိုးသမီးပေါ့လေသူတို့ကဒီ6လပြီးလို့ရှိရင် extension နေနဲ့တစ်နှစ်လောက်ပေါ့လေအဲ့ဒီပုံမှာအမေပေါ်မှာမူတည်ပြီးတော့ကလေးနဲ့မိဘဒီအမေနဲ့မူတည်ပြီးတော့သူတို့ extension လုပ်ပေးရရှိတယ်အဲ့တော့သူက6လဒါမှမဟုတ်တစ်နှစ်ပြီးရင်သူတို့လုပ်သက်ရှာရတယ်နေရာသက်ရှာရတယ်ဒီ6လတစ်နှစ်တည်းမှာကလေးတွေအတွက်ကိုဆောင်ရှောက်ပေးတယ်ဒီအမေတွေအတွက်ကိုအတန်းနေပေါ့လေဒီလက်မှုပညာတို့ဘာလို့အဲ့အတန်းနေသူတို့ class တွေလုပ်ပေးတယ်ပြီးရင်သူသဖြင့်နောက်တဲ့ weekly monthly mental health ဒီ trauma နဲ့ပတ်သက်ပြီးတော့ဒီ counseling လုပ်ပေးရတယ်ပြီးရင် individual ဒီအမေတွေရောဒီကလေးတွေရောပြီးရင်အမေရောကလေးရောတူပေါ့လေဒါတွေကတော်တော်လေးကိုသိချာချာလေးသူတို့လုပ်ပေးတယ်ပေါ့ဆိုတော့အဲ့ဒီမှာသူတို့graduate ဖြစ်သွားတယ်ဗောလေ graduate ဖြစ်နေဆိုတော့ဒီ shelter မှာနေပြီးတော့အရင်နေသွားပြီးတော့မှဒီနောက်တဲ့အလုပ်တွေလုပ်ရှေ့ဆက်ခီးလျှောက်တဲ့မိတွေဗောလေဒီ idea မှာအမိတယောက်ကသူတို့ space တစ်ခုပြောတယ်ဗောလေသူရဲ့ experience နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရှေ့ဆက်လျှောက်ခဲ့လဲသူရဲ့ experience ဗောလေအဲ့တော့အဲ့ချိန်မှာအဲ့တော့အဓိကသူဘာတွေပြောသွားလဲဆိုတော့အိမ်တွင်းအိမ်နောင်ရင်းတစ်ခုမှာဒီအကြမ်းဖက်မှုတွေရှိလာတယ်ခုနကကိုထီလက်ရောက်ပါလာတို့ဒီကိုရီးယားလိုက်ရောက်မှတယ်မဟုတ်ပါဘူးဒီ mentally psychologically abuse လုပ်တာပေါ့လေအဲ့ abuse တွေဒီ physically abuse လောက် violence ဖြစ်တာကိစ္စပေါ့လေဆိုတော့ဒီရောက်ဒီမျိုးသမီးဒီအမေကသူတို့ဒီအောင်ခံခဲ့ရတယ်ပြီးတော့တောင်သူတရားပေါင်းရသူရင်ဆိုင်ဖို့တော့ပြီးရင်သူကလေးရှိတယ်ကလေးရှိရတဲ့ဒီကလေးကိုပြုစုဆောင်ရှောက်ဖို့ပြီးရင်သူဒီ abuser နဲ့သူလမ်းခွဲဖို့သူနဲ့ကိုဒီတရားပေါင်းရရင်ဆိုင်ဖို့ပြီးရင်သူနေစရာရှောက်တာရှာဖို့ဒါတွေသူဘယ်လောက်ထိစဉ်းစားရလဲသူဘယ်လောက်ထိ stress ဖြစ်လဲပြီးရင်သူဒီကလေးကိုသူပြုစုပြောထောင်ဖို့ဒီကလေးလက်ကိုတွဲပြီးတော့ဒီထားပါတော့ shelter သွားမဲ့ခီးဒီကူညီယူဖို့ဆုံးဖြတ်တဲ့အချိန်မှာသူကိုယ်တိုင်လည်းရှေ့ဆက်ပါဖြစ်မလဲဒီအိမ်အောင်တစ်ခုကိုသူထားခဲ့ပြီးတော့သူလမ်းအသက်ရှောက်ရမယ်ပေါ့လေ
ကြာလာအဲ့ချိန်မှာသူဘာတွေဘယ်လောက်ထိစဉ်းစားခဲ့ရလဲဆိုတာမျိုးကိုသူပြောပြတယ်ပြီးတော့ဒီ shelter ကသူဘယ်လောက်ထိသူ့ကိုယ်သူ confidence ရှိအောင်တက်ပညာပဲဖြစ်ဖြစ်ဒီ support safety security သူဒီနောက်ထပ်ဒီ shelter ပြီးတော့မသွားခင်မှာဘယ်လောက်ထိ prepare လုပ်ပြီးရဲဆိုတဲ့အမျိုးသူပြောတယ်အခုလက်ရှိမှာသူဒီကျောင်းပြန်တက်တယ်ဗောလေကျောင်းပြန်တက်တယ်ပြီးတော့သူ bachelor ဒီဘွဲ့ရဖို့ခုသူတက်ကတော်တက်နေရမှာလေဆိုတော့ဒီကျောင်းနေပြောပြတယ်အဲ့တော့လည်းနောက်ထောင်နေရင်လည်းပြင်စဉ်းစားမိတာဗောလေသူတယောက်တည်းတော့သူဘဝတွေကတော့ပေါင်းစုံရှိတာဗောလေဒီသူ့ရဲ့ story တခုတည်းမှာ focus လုပ်ပြီးတော့ပြောချင်တာတော့မဟုတ်ပေမဲ့တော့ကိုယ်လည်းကျွန်တော် story တိုင်းကျွန်တော်မှာ struggle ရှိတယ်ဒီ anxiety ဖြစ်စရာရှိတယ် stress တွေဖြစ်တယ်ရှိတယ်ပြီးရင်တနေ့ခါတခါပြင်ဆင်ရတဲ့ဒီလူမှုရေးဆိုတဲ့များသောအားဖြင့် financially ငွေကြေးကိစ္စတွေသူသဖြင့်နိုင်ငံသားမှာကိုယ့်ကိုယ်တယောက်တည်းရက်တည်ရတဲ့လူတယောက်အနေနဲ့ပေါ့လေဒါပေမဲ့ရက်တည်ရတဲ့နေရာမှာလူတိုင်းတော့ကြောင်တဲ့ပုံစံမတူဘူးပေါ့လေရက်တည်ရတယ်ရက်တည်တဲ့ချိန်မှာကိုယ်တိုင်ထားတဲ့ values တွေပုံမှာမူတည်ပြီးတော့ဒီခုနပြောတဲ့ပညာရေးရှာတာဖြစ်ဖြစ်ငွေရှာတာဖြစ်ဖြစ်တခြားကို values နဲ့ကိုက်အောင်ရက်တည်ရတယ်ပေါ့လေဆိုတော့ရက်တည်တဲ့နေရာမှာအများကြီး balance လုပ်ရတာရှိတယ်ပြီးတော့ဒီအပင်ပန်းခံရတာရှိတယ်ပင်ပန်းခံရတဲ့ဆိုတဲ့နေရာမှာဟိုလိုအရင်ပင်ပန်းနေဒီမှာဘာဖြစ်နေညာဖြစ်တယ်ပြောချင်တာမဟုတ်ဒီကဘယ်လိုကောင်းလဲလူတိုင်းကို stress ရှိတယ်ပေါ့နိညောကိုယ်တိုင်လည်းface ရှိခဲ့တယ်တော်တော်လေးဟိုမှာ mentally လုံးဝအဆင်မပြေတော့တဲ့ point တွေရှိခဲ့တယ်အခုလက်ရှိလည်းကိုယ့်အကိုဘယ်လိုကောင်းလဲတန်းနိုင်တဲ့လောက်အဆင်ပြေအောင်နေတယ်သင်ယူတယ်ပြီးရင်ခုနလိုရှေ့ဆက်ပြီးတော့ plan တွေလုပ်တယ်ကိုလေးတွေကိုဖြစ်စင်တာလေးတွေကိုခေါင်းထဲမှာအမြဲတမ်းထည့်ပြီးတော့လုပ်စရာရှိတာတွေလုပ်နေနေပေါ့နော်အဲကြားထဲမှာခုနပြောတဲ့ကြားထဲမှာ personally ကိုဖြစ်တဲ့ပြဿနာတွေရှိတယ်ဒီ stress တွေရှိတယ်အမြဲတမ်းကိုเจ้าကိုစဉ်းစားပြီးတော့ခက်ခဲလိုက်တာပါညာအမြဲတမ်းခေါင်းထဲမှာလူတိုင်းတော့ရှိကြမှာပဲဒါပေမဲ့တခုရှိတာကဒီမလို့ခေါမလဲလူတိုင်းလိုမှာပေါ့လေသူ stories နဲ့ရှိတယ်ဒါပေမဲ့အဲ့ story တိုင်းကတော့သူအများနဲ့တော့ level 2 10 2မှာရှိမနေပေါ့လေကျွန်တော်ကိုယ်တိုင်ကိုအရင်ခက်ခဲနေတယ်ခါကြလို့ရှိရင် stress ဖြစ်တယ်ဆိုပေမဲ့ကျွန်တော်တက်ဆိုးတဲ့သူတွေအများကြီးရှိတယ်ခုနကဒီ story ထဲမှာဒီ TV victim မျိုးသမီးပြောသွားသလိုမျိုးသူကလေးတယောက်လုံးရှိတယ်သူကလေးတယောက်ကိုပြုစုပြောထားမှုဒီသူကိုယ်တိုင်မျိုးသမီးတယောက်တည်းအနေနဲ့သူစီးဆက်ပြီးတော့ဒီနောက်တဲ့ဒီ abuser နဲ့လက်လွတ်အောင်ဟောဒီတရားပေါင်ရအောင်သူရင်ဆိုင်ရမှာရှိတယ်ပြီးတော့သူကိုယ်တိုင်သူရက်တည်ဖို့သူစဉ်းစားမှာအများကြီးရှိတယ်ဗောလေအဲ့တော့သူ့နေရာမှာဝင်စဉ်းစားကြည့်တော့ဒီ generally ပြောပြရဲလူတွေဒုက္ခတွေဒီ stress တွေ story တွေအများကြီးပဲကျန်ပြန့်နေဆိုတာမျိုးစဉ်းစားမိတာပေါ့ကိုတယောက်တည်းမဟုတ်ဘဲနဲ့လူတိုင်းမှာသူ့ story နဲ့သူအခက်အခဲနဲ့သူရှိတယ်ကိုတယောက်တည်းကိုအမြဲ focus ပဲထားပြီးတော့ကိုကခက်ခဲဆုံးဆိုပြီးတော့အမြဲတွေးနေတာလဲခါလေးကြလို့ရှိရင်ကြတော့လဲအမြဲတော့မဖြစ်သင့်ဘူးတင်တာပဲတခါကြလို့ရှိရင်ကိုမသိရမမြင်တဲ့တခြားဘေးပတ်ဝန်းကျင်က story တွေရှိတယ်ဘေးပတ်ဝန်းကျင်မှာကိုတက်ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေရှိတယ်ဆိုတာမျိုးနည်းနည်းပြန်ပြီး reflect လုပ်မိတာပေါ့လေဆိုတော့ဒါအမြဲတမ်းတော့လုပ်ဖြစ်ပါတယ်ဒါပေမဲ့နည်းနည်းလေးခါကြလို့ရှိရင်ပို့ပြီးတော့နည်းနည်းလေးသိသိသာလေးကိုစိတ်ထဲမှာခံစားမိရတာမျိုးပေါ့အဲ့လိုပဲဒီကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာဒုက္ခရောက်နေတဲ့အခုအထူးသဖြင့်မှပြည်မှာစီးပွားရေးအရာကောလူမှုရေးအရာကောအိမ်တောင်ရေးခက်ခဲတွေဒုက္ခတွေဖြစ်နေရသူတွေအများကြီးရှိတယ်ပေါ့ဒီငွေကြေးအရာအထူးသဖြင့်မြန်မာပြည်မှာပေါ့လေဆိုတော့
ပတ်စံရှိတဲ့သူဒီခုနလိုလူမျိုးရေးတခြားအဆင်ပြေတဲ့သူတွေကလည်းအများကြီးတော့လည်းသူတို့ပြေးကြတာပဲဒါပေမဲ့အဲ့အချိန်မှာဒီတန်းမှာအဓိကကနည်းနည်းလေးစဉ်းစားကြည့်ဖို့စဉ်းစားမိတာပေါ့လေအဲ့တော့ကို့မှာဒီ resource တွေရှိတယ်တေချာတော့လူတိုင်းကတော့တန်းတူရှိမနေအဲ့ဒီအချိန်မှာကိုသူများနဲ့ကိုကနည်းနည်းများကွာနေရတော့ရှိမယ်သူသဖြင့်တချို့တွေဆိုလို့ရှိရင်အများကြီးကိုရီတက်တခြားမရှိတဲ့သူတွေတက်တခြားအခက်ခဲရှိနေတဲ့သူတွေတက်ကို resource တွေရှိပိုများနေတယ်ခုနကငွေကြေးရပဲဖြစ်ဖြစ်ဒီကျန်းမာရေးလူမှုရေးဒီစိတ်ခွန်အားဒီတခြား support system ကို surrounding မှာပို့ပြီးတော့များနေတဲ့သူတွေရှိရမှာနိသူသဖြင့်အဲ့လိုလူမျိုးတွေကျွန်တော်တင်တာကအဲ့လိုလူမျိုးတွေကဘေးကိုရဲ့ဘေးပတ်ဝန်းကျင်ကိုလလန်းမိသည်များတခြားလူတွေရဲ့ story တွေတခြားလူတွေရဲ့ဘဝတွေသူတို့နေ့စဉ်ကြုံတွေ့ရတဲ့အခက်အခဲတွေကိုနည်းနည်းလေးဘယ်လိုကောင်းလဲ attention တစ်ခုလေးပေးပြီးတော့နည်းနည်းလေးမြင်အောင်ကြည့်ပြီးတော့စာနာပေးတာမျိုးလို့ပြောရင်လည်းကျွန်တော်ကိုယ်တိုင်လည်းအရင်သိရမလားလို့သူတော်ကောင်းရင်အရင်တက်နေရသူမဟုတ်ပါလေကိုယ်တိုင်လည်းအဲ့ဒါကိုလေ့ကျင့်ဖို့ကြိုးစားနေရလို့ပေါ့လေအဲ့တော့အဲ့ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်လည်းအဲ့အတွေ့အလေးကိုဖြစ်လာလို့ပေါ့လေဆိုတော့ကြားထဲမှာခုနလိုကိုဒီနိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ်ဒီနောက်ပိုင်းမှာကြုံတွေ့လာတဲ့ခက်ခဲတွေရှိတယ်စီးပွားရေးရငွေကြေးရတော်တော်လေးကိုမှအခြေအနေဆိုတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်သူသဖြင့်မြန်မာပြည်ကတော့ဒီအခြေအနေနဲ့တော့တိတ်တော့မစိမ့်ပါဘူးအများနဲ့တွေ့နေမြင်နေကြပဲပေါ့နော်ဒီလမ်းပေါ်မှာလုံးဝဘယ်လိုကောင်းလဲဒုက္ခတွေနဲ့ဖြစ်နေတဲ့ကလေးတွေဒီသူတို့ကြမ်းတမ်းနေဘဝတွေပေါ့နော်ဒီဆိုတော့အဲ့လိုမြန်မာပြည်မှာဆိုအများကြီးတွေ့နေရမှာပဲအဲ့လိုဆိုတော့ကျွန်တော်တို့ဒီထက်ပို့ပြီးတော့နည်းနည်းလေးအဲ့လိုဘဝတွေကိုနည်းနည်းလေးပို့ပြီးတော့မြင်ပေးတာမျိုးပေါ့လေသူတို့နေရာမှာဝင်တွေးပေးတာမျိုးအဲ့တော့တွေးပြီးတော့မလုပ်ရမယ်ဆိုတော့ကိုယ်စီမှာရှိတဲ့ resource တွေ support တွေသူသဖြင့်ထားပါတော့ဒီလုပ်ငန်းရှင်တယောက်ပဲဖြစ်ဖြစ်ဒီကိုယ်ကို depend လုပ်ထားတဲ့မိခိုးတဲ့သူတွေအများကြီးရှိနေရတဲ့သူမျိုးကိုယ်တိုင်ကအင်အားတစ်ခုရှိရယ်ခုနပြောတဲ့ဒီငွေကြေးရဖြစ်ဖြစ်တခြားကိုယ်မှာရှိတဲ့ strength တွေအင်အားတွေအများကြီးရှိတဲ့သူတွေကတခြားလူတွေတခြားကိုယ်ထက်ကိုနှိမ်ကြတဲ့ဘဝတွေရှိတယ်ဆိုတာကိုနည်းနည်းလေးပို့ပြီးတော့တို့သဖြင့်ချက်လောက်ပို့ပြီးတော့မို့သူတို့လုံးဝမရှိဘူးဒီ sympathy စာနာမှုမရှိလို့ပြောချင်တာမဟုတ်မြင်ကြည့်တာမျိုးပါလေမြင်ပြီးတော့ကိုလှုပ်ပေးနိုင်တာမျိုးကိုမှဘာတွေပိုနေလဲကိုမှပိုနေတဲ့ဟာမျိုးလေးကိုသူများအောင်ပြန်ပြီးတော့ share လုပ်ပေးတာမျိုးဒီသူတို့ဘဝတွေကိုစိတ်ရင်းနဲ့လုံးဝမြင်အောင်ကြည့်ပြီးတော့စာနားလည်ပေးတာမျိုးပေါ့လေဆိုတော့ခုခေတ်မှာကခက်ခဲပေါင်းစုံတဲ့လူတိုင်းကကိုယ်တိုင်လည်းရုန်းကန်လူတိုင်းလိုရုန်းကန်စူးစမ်းနေရတာပေါ့လေဒါပေမဲ့အချိန်ထဲမှာတေချာတာတော့ခဏပြောလို့ level ချင်းမတူကိုတန်ထွက်တာချင်းမတူကိုရနေတဲ့ resource တွေ support တွေချင်းမတူအဲ့အတွက်ကိုရနေတဲ့ resource တွေ support တွေဖြစ်နိုင်ရင်သူတို့တခြားလူတွေကိုတတ်နိုင်တဲ့လောက်စာနာပြီးတော့ sharing လုပ်ပေးတာမျိုးပေါ့လေခုနလိုဒီဘုဒ္ဓတာပဲဖြစ်ဖြစ်လောက်ကိုင်းပဲဖြစ်ဖြစ်ဒီစာနာမှုအနည်းဆုံးဒီ emotionally support လုပ်ပေးတာမျိုးပဲဖြစ်ဖြစ်ပေါ့လေဆိုတော့အဲ့လိုလေးလုပ်ပေးရင်နည်းနည်းလေးပိုကောင်းတယ်လို့ပိုကောင်းမယ်ပေါ့လေပိုကောင်းမှာဆိုလို့ပြောလို့ကိုယ်တိုင်အရင်သိနေတတ်နေပြီးတော့အရင်စာနားလည်ပေးနေဟိုလိုကြီးအမျိုးတယ်ကျွန်တော်ကိုယ်လည်းမဟုတ်သေးပါဘူးဒါပေမဲ့ကိုစင်တွေးမိတာလေပေါ့လေဆိုတော့ဒီခါကျလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းသိတယ်ဒါပေမဲ့မိနေတာပေါ့ဒါပေမဲ့ခြုံပြောရရင်ကိုအာယုံဆိုင်နဲ့တခြားဘဝတွေကိုမမြင်တော့မသိတော့ပဲကိုဘေးပတ်ဝန်းကျင်မှာဘလို့လူတွေဘာတွေဖြစ်နေလဲဘလို့ဒုက္ခတွေဖြစ်နေလဲဆိုတော့မမြင်တော့ဘဲနဲ့ကိုအတွက်တာကိုအမြဲတမ်း
စဉ်းစားနေတာမျိုးတွေပေါ့လေဆိုတော့အဲ့လိုမျိုးကိုနည်းနည်းလေးဖြစ်နိုင်ပိုလျှော့ရင်တော့ပိုကောင်းမယ်လို့စဉ်းစားမိတာပေါ့လေဆိုတော့အဓိကတော့ဒီနေ့ပြောချင်တာတော့ဒါပဲပေါ့လေเนาะဒီပွဲသွားတယ်เนาะကိုယ်တိုင်အလုပ်လုပ်နေတယ်လက်ရှိမှာအဲ့ရနေမှာတစ်ဆင့်တွေးမိတဲ့ကြောင်းရလေးတစ်ခုပေါ့လေဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်ဗီဒီယိုတွေမှာဆက်ပြီးတော့တွေ့ပါမယ်အားလုံးပဲအဆင်ပြေကြပါစေတတာ